တတိလေးနဲ့နေတဲ့အခါမှာအတွေ့အတော်မရှိဘူးအတွေ့မရှိတဲ့အခါဖြစ်ပေါ်နေတဲ့အာယုံဟာဘလို့အာယုံပဲဖြစ်ဖြစ်ချမ်းသာတဲ့ဝေဒနာဖြစ်ဖြစ်ဆင်းရဲတဲ့ဝေဒနာဖြစ်ဖြစ်ဥပိ္ပခဝေဒနာပဲဖြစ်ဖြစ်ကိုယ်နဲ့ဘာမှမဆိုင်တယ်လို့ပဲဖြစ်မြင်ရတယ်ဘလို့ဝေဒနာသဘောပဲဖြစ်ဖြစ်ဒုက္ခပဲဖြစ်ဖြစ်ဒုက္ခပဲဖြစ်ဖြစ်ထုံတာပဲဖြစ်ဖြစ်ကျင်တာပဲဖြစ်ဖြစ်ကြိုက်တာပဲဖြစ်ဖြစ်စိတ်ကလေးကိုအသားလေးလျှော့ထားပြီးတော့သူ့ပေါ်မှာ resistant လက်မခံခြင်းနဲ့စိတ်လုံးဝမရှိဘဲနဲ့တည်နေလို့ရှိရင်သူ့ရဲ့သဘာဝဟာပြောင်းသွားမယ်စိတ်ကိုရလက်လုပ်ပြီးတော့နူးညံ့နေတဲ့စိတ်ကလေးနဲ့တည်နေရလို့ရှိရင်သက်သာမှုလည်းရသွားတယ်တကယ်ပြောရမယ်ဆိုရင်ခန္ဓာကိုယ်မှာပဲနာတာပါစိတ်ထဲရောက်အောင်နာလို့မရပါဘူးဒါကြောင့်ဘလို့ဝေဒနာမျိုးဖြစ်လာအဲ့ဒီဝေဒနာကိုစိတ်အေးအေးနဲ့ကြည့်ဖို့လိုပါတယ်အခုလောလောဆယ်ကြုံတွေ့နေရတဲ့ဒီလိုဝေဒနာမျိုးကိုတတိလေးနဲ့အေးအေးလေးကြည့်တဲ့အကျင့်ရသွားတဲ့လူဟာဒီထက်ပိုဆိုးတဲ့ဝေဒနာမျိုးကြုံလာရင်လည်းဒီရည်ချင်းဟာတဖြည်းဖြည်းတိုးတက်လာမှာပဲနော်တချို့ဝေဒနာတွေဟာဆေးဝါးကုသလည်းပဲပျောက်ချင်မှပျောက်မယ်မပြောနိုင်ဘူးအဲ့ဒီအခါဖြစ်ပေါ်လာတဲ့ဝေဒနာပေါ်မှာကိုယ်သဘောထားမှန်ဖို့အရေးကြီးတယ်